လောင်ဆရာတော်ဘုရားကြီးကငယ်စဉ်ကပဲဒီခံခြင်းအင်အားကြီးမှ၏ပူမှုအေးမှုဆင်းရဲချမ်းသာမှုချီးမွမ်းခဲ့ရမှုစာတော်ကောင်းဆိုးနှစ်တန်လောကတန်ကိုခဲနိုင်၏ရှိမှုသည်အထွတ်အထိပ်ရောက်လိုသူတိုင်း၏အခြေခံအင်အားကြီးပေသည်ဆရာတော်ဘုရားကြီးငယ်စဉ်ကာလကိုရင်စန္ဒီမဘဝကတနေ့တော့အခါရေကန်တစ်ခု၌ရေချိုးနေစဉ်ကိုရင်ကြီးတစ်ပါးကသူဤသင်္ကန်းများကိုဝတ်ထား၏ကိုရင်စန္ဒီမကလေးမှာရေချိုးပြီးလဲလဲရန်သင်္ကန်းမရှိအေးပတ်ခါခိုက်သုံးနေတော့သည်အတန်းကြအောင်သင်္ကန်းဝတ်ထားတော့ကိုရင်ကြီးရောက်လာ၏သင်္ကန်းမပေးသည့်အပြင်ဟိုနဲ့ဒီနဲ့ကြီးစဲပြောဆိုကညင်းဆဲသည်ကိုရင်စန္ဒီမလေးကစိတ်မဆိုးရိုးရိုးတည်တည်ပင်ပြောဆို၍မရသည့်အဆုံးတီးခံပြီးယေရှုတင်ပိုင်နှင့်ပင်စိတ်နေလေ၏ကိုရင်ကြီးကအားရအောင်ကြည်စဲပြီးထွက်သွား၏အခြားအဖော်များကတနာ၍သင်္ကန်းယူပေးကြသည်ကိုရင်ကြီးကထိုးမြဖြင့်မကြည်နဲ့သည်ကိုရင်စန္ဒီမတင်းပိုင်ရောဤကတိပါလဲလှယ်ပြီးတော့အခါဘုံကွယ်နေရာမှရေအိုးကိုဆွဲပြီးထွက်လာကဖြုံးခနေလောင်းချပြန်သည်တကိုယ်လုံးဆွဲဆိုနေတော့လေကိုရင်စန္ဒီမကအပြုံးမပြတ်ဒီကောင်တီးခံနေဆိုတော့ငါမယုံလို့စမ်းသာกว่าဟုကိုရင်ကြီးကဆို၏အနှစ်40ကျော်50အချိန်ထိုအဖြစ်ကလေးသည်ပြန်၍ပေါ်လာ၏အောက်ပြည်အောက်ရွာ၌ချမ်းသာကြွယ်ဝနေသောလေတကြီးတဦးသည်ငပိငချောင်းစားတောက်ဖွဲများလူဝဲပစ္စည်းများကိုလေကြီးနှင့်အပြည့်တင်လာကစုပြုံလှူဒန်းရာခေါင်းပါလာသောတောရကြောင်းအတွက်အသေးတိတအလူကြီးဖြစ်နေတော့၏လေတကြီးကဆရာတော်ကြီးအားအကြောင်းဆုံးတောင်းပန်လျှောက်ထားတော့အခါနေအောင်တကားကြီးဟောဟိုနားမှာဆွဲထားတဲ့တုံးကလေးကိုခောက်လိုက်ခဏစောင့်ဦးဟုမိန့်တော်မူ၏သုံးခေါက်အချက်ပေးလိုက်လင်တောရကြောင်းရှိယဟန်ကိုရင်30ခန့်ဆရာတော်ရှိမှရောက်လာကြသည်ကဲတကားကြီးဒီလောက်များပြတဲ့စားတောက်ဖွဲတွေကိုဘယ်အတွက်လူတဲ့ဆိုတာဥပစင်းကိုရင်များကိုရှောက်ပါအောင်ဟုဆရာတော်ကအမိ